နက်ကပေးတဲ့ငွေဝင်စေပြီးတော့မှငွေတလဟောဝင်စေပြီးတော့အလူကြီးအတန်းကြီးပေးနိုင်စေမဲ့အစွမ်းထက်ရရလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်နော်ရရရဲ့နာမည်ကနတ်ပေးတဲ့ငွေတလဟောဝင်စေတဲ့ရရဖြစ်ပါတယ်နက်ကပေးတဲ့ငွေတလဟောဝင်စေတဲ့ရရလို့ဆရာဘာလို့တင်စားပြီးပြောလဲဆိုရင်ပေါ့နော်ဒီရရကိုပြုတ်လုပြီးဆိုတာနဲ့နတ်တရားနေကိုပတ်စံလာပေးရတဲ့အထိအောင်ငွေများဝင်စေပြီးတော့ငွေတလဟောဝင်စေတဲ့ရရဖြစ်တဲ့အတွက်ဒီရရလေးကိုဆရာကငွေနက်ကပေးတဲ့ငွေတလဟောဝင်စေတဲ့ရရလို့ဆရာသတ်မှတ်ထားပါတယ်နက်ကပေးတဲ့ရရဖြစ်တဲ့အတွက်ဒီရရကိုပြုတ်လုပြီးဆိုတာနဲ့ကုသိုလ်တွေရမယ်ရရှိလာတဲ့ငွေကြေးတွေနဲ့လည်းအလူလောက်တာတွေစေတနာစတာလောက်ရှိလို့ပြန်လူတန်းတာမျိုးတွေလုပ်မယ်ဆိုရင်ကိုယ့်ရဲ့ငွေဟာပို့ပြီးတော့ကြီးပွားချမ်းသာပြီးတော့ဥစ္စာဒနာတွေပို့တိုးပြီးတော့ရတနာပုံကိန်းစိုက်တယ်လို့ချမ်းသာအောင်မြင်မဲ့ရရဖြစ်ပါတယ်ဒါကြောင့်တည်တည်ချာချာလေးလုပ်ဖို့ဆရာပြောချင်ပါတယ်เนาะဒီရရကို73ရက်နေ့တရက်ထဲပဲပြုလုပ်ရမှာဖြစ်ပါတယ်73ရက်9လ2026ခုနှစ်မနက်9နာရီကနေမနက်17နာရီခွဲတွင်ကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုငွေတလဟောဝင်စေဖို့ငွေများဝင်စေဖို့အကျွေးတွေကြေစေဖို့အယောင်းဝယ်တွေကောင်းစေဖို့အတွက်ဆရာတို့စွန်းထမင်းနဲ့တကွအကျော်3ခုကတ်လူရမှာဖြစ်ပါတယ်အကျော်ကအိမ်မှာကြော်လဲရတယ်ကိုကကိုအပြင်ကကြော်ပြီးသားအကျော်ဝယ်ကတ်လဲရတယ်အကျော်ဖြစ်ဖို့ပဲလိုပါတယ်ဘာအကျော်အကတ်ရပါတယ်ထမင်းစီဇန်လေးနဲ့အကျော်လေးနဲ့ကတ်လူလို့ရတယ်နော်ဗျာကျော်တိုဟူးကျော်နော်ပြောင်းမှုကျော်ဂွင်းကျော်စသဖြင့်အကုန်ကတ်လို့ရပြီးရင်နွေးချမ်းတစ်ခွက်ဘိုးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပြီးစီမီးဖြူရောင်တတိုင်းကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်မယ်ပြီးရင်ဂုံတော်9ပါးကို15ကောက်24ပစ္စည်းအကျင့်ကို4ကောက်ရွတ်ပါမယ်ရွတ်ပြီးပြီဆိုတာနဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို73ရက်နေ့မှာနော်ငွေတလဟောဝင်စေဖို့ငွေများဝင်စေဖို့ရစရာရှိတဲ့ပတ်စံတွေရစေဖို့ပေးစရာရှိတဲ့ပတ်စံတွေပြန်ပေးနိုင်စေဖို့လက်ပွင့်လက်ရွှင်ငွေဝင်စေဖို့ဆူတောင်းမှာတကြားမှသလိုနတ်တရားကူညီစောင့်ရှောက်ပေးပြီးတော့မှကုသိုလ်ကောင်းမှုရတရားဖြစ်တဲ့အတွက်နတ်တရားကိုရတရားရှိရဲ့ပတ်စံတွေအလုံးအခဲလိုက်အကုန်လုံးဝင်လာစေပြီးတော့မှပိတ်ဆို့နေတဲ့အရာတွေကိုဖယ်ရှားပေးပြီးတော့မှငွေဝင်စေမဲ့ရတရားဖြစ်လို့ယုံကြည်နဲ့သာလုပ်ပါမိမိရဲ့စိတ်ထဲမှာကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလုပ်ပါယုံကြည်နဲ့သာလုပ်ပါတခြားရတရားတွေနဲ့မတူပါဘူးဆရာရတရားတွေကကုသိုလ်ပြုရတရားဖြစ်တဲ့အတွက်ဒီဘဝမှာနေမဟုတ်ဘူးနောင်ဘဝအထိခံစားသွားရမှာဖြစ်ပါတယ်ကုသိုလ်ဆိုတာကဒီဘဝမှာနေအကျိုးထူးတာမဟုတ်နောင်ဘဝအထိလည်းအကျိုးထူးမှာဖြစ်လို့ဆရာပရိသတ်တွေကိုကုသိုလ်ပြုရတရားတွေပဲအမြဲတမ်းတင်ပေးတာဖြစ်ပါတယ်ယုံကြည်နဲ့သာလုပ်ပါနော်ငွေဒလဟောဝင်လာလိမ့်မယ်ငွေဝင်လာလိမ့်မယ်ကံအရန်နှိမ့်နေတဲ့သူတွေဆိုရင်ငွေနည်းနည်းဝင်လိမ့်မယ်ကုသိုလ်ကောင်းမှုတွေလုပ်ဖျားတရားတွေလုပ်ပြီးတော့မှကံမြင့်ကံတက်နေရဆိုရင်တော့အရက်10မျက်နှာကနေပြီးတော့မိမိထံကိုငွေတွေဝင်လာလိမ့်မယ်ဒီရတရားကံလဲကောင်းစေတယ်ငွေလဲဝင်စေတယ်ထီတွေချဲတွေလဲပေါက်စေတယ်စီးပွားရေးလဲတက်စေတယ်အလုပ်ကိုင်လဲအဆင်ပြေသေးပါတယ်ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နာကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆုတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီ TikTok အကောင့်ဘေးနေထူးမြောင်ဆိုတဲ့ TikTok အကောင့် Facebook အကောင့်ကိုလည်း like and follow လေးလုပ်ထားပေးပါလို့ပြောချင်ပါတယ်ဆရာဒီနေ့အရေးကြီးတာလေးတစ်ခုပြောချင်ပါတယ်အခုဆိုရင် line ပေါ်မှာဆရာရဲ့အကောင့်အတုတွေ page အတုတွေပေါ်နေပါတယ်အကျွေးကြည်တဲ့ရတရားလုပ်ပေးမယ်တို့ဘေးနေဟောပေးမယ်တို့1000ပဲပေးဆိုအဲ့အကောင့်အတုက1000တောင်းပြီးတော့လိန်နေတာမျိုးတွေ့ရပါတယ်အဲ့တော့ဆရာပရိသတ်တွေအကုန်လုံးမှတ်ထားပါဆရာရဲ့ KBZ ပေးငွေလွှဲအကောင့်ဖုန်းနံပါတ်ဒီ399666လုံး6ကြီးပဲ6လုံး331ဖြစ်ပါတယ်အကောင့်နာမည်အောင်ရဲလွင်ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝငွေမလွှဲပါနဲ့အလိန်ခံရရင်ဆရာလုံးဝတာဝန်ယူမှာမဟုတ်ပါဘူးเนาะအဲ့ဒါလေးပြောချင်ပါတယ်ပြီးတော့ဆရာစီမှာ9လပိုင်းမှာเนาะရွှေအိုးပွင့်ငွေအိုးပွင့်ဆိုတဲ့ရတရားကိုလည်းအဲ့လိုရပါပြီနော်ဆရာတို့လက်ပိတ်လို့ငွေမဝင်ဖြစ်နေတဲ့သူတွေငွေဝင်နေတဲ့သူတွေအခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးနော်ကျမ်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျမ်းဖို့အတွက်ဆရာစီမှာရတရားတွေအဲ့လိုရတယ်အစီရင်တွေအဲ့လိုရတယ်ဆရာစီမှာတစ်လတစ်ခါငွေဝင်စေတဲ့ရတရားတွေလည်းအဲ့လိုရပါပြီဆရာရဲ့လူတစ်တွေရောလူဟောင်းတွေရောအခုကနေစပြီးဆရာတို့ Viber တို့ Messenger တို့ Telegram တို့မှာဆရာစီမှာ9လပိုင်းအတွက်9လပိုင်းတစ်လလုံးငွေဝင်ကျမ်းပြီးဖြီချဲပေါက်စေမဲ့ရွှေအိုးပွင့်ငွေအိုးပွင့်ဆိုတဲ့ရတရားကိုလာအပ်ကြဖို့ဖိတ်ခေါ်ပါတယ်ဆရာစီမှာရတရားအပ်တဲ့သူတွေကိုဆရာတဦးတယောက်ချင်းစီတိုင်းကိုဒီလိုမျိုးစေးဖျောင်းနိုင်တွေလည်းထွန်းပေးတယ်ကြော်ဝဲတွေလည်းထိုးပေးတယ်ဓာတ်ရိုက်တက်စင်တွေလည်းလုပ်ပေးတယ်အစီရင်တွေလည်းလုပ်ပေးတယ်နေ့စဉ်နေ့တိုင်းဆူတောင်းမှုတွေလည်းဆရာကပြုလုပ်ပေးတာဖြစ်လို့ဆရာပရိသတ်တွေယုံကြည်နဲ့သာရတရားလာအပ်ပါထူးစေရမယ်အစဉ်ပြေစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ရတရားအပ်တဲ့နေရာမှာလည်းဇွဲရှိဖို့လိုပါတယ်တချို့ကတလားလောက်အပ်ပြီးသွားရင်ပျောက်သွားတာအဲ့လိုမျိုးမလုပ်ပါနဲ့လူတယောက်ရဲ့ကံကိုကန်ဆယ်တယ်ကံမတယ်ဆိုတာအနည်းဆုံးရက်တရားနော်6လတစ်နှစ်ဆရာတို့ရတရားကိုလုပ်ပေးရပါတယ်ဒါမှသူ့ရဲ့ကံတာဒါမြင်မာပြီးတော့မှအရန်ချမ်းသာတိုးတက်ပြီးတော့မှလမ်းကြောင်းတွေအားလုံးပွင့်ပြီးတော့မှနှက်ကောင်းနှက်မြတ်တွေရဲ့စောင်းရှောက်မှုကိုခံစားရမှာလည်းဖြစ်ပါတယ်အဲဒါကြောင့်မလို့ဆရာစီမှာရတရားအပ်မယ်ဆိုရင်ဇွဲရှိနဲ့သာလာအပ်ပါချမ်းသာစေရမယ်အောင်မြင်စေရမယ်တိုးတက်စေရမယ်ဆိုတာကိုအာမခံပါတယ်ဘေးတင်မေးလို့လည်းရတယ်ဇာတာစစ်လို့လည်းရတယ်နော်ဆရာစီမှာအဆောင်ရည်မွေးလဲဝယ်လို့ရပါတယ်ဒါလေးကတော့ဆရာကိုယ်တိုင်ထုတ်ထားတဲ့အဆောင်ရည်မွေးလေးဖြစ်ပါတယ်နော်ထိုင်းနိုင်ငံလူတွေရောမြန်မာနိုင်ငံလူတွေရော3ရက်အတွင်းအိမ်ရောက်ဆရာပို့ပေးပါတယ်နော်ကျေးဇူးတင်ပါတယ်